ICJ အမှုဟာနိုင်ငံတကာကနေမြန်မာနိုင်ငံကိုနိုင်ငံရေးအရဖိအားပေးဖို့တိစောက်ထားတဲ့အမှုတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်ဂမ်ဘီယာဘက်ကတင်ပြတဲ့အချက်လက်တွေဟာခိုင်မာမှုအားနည်းနေပေမဲ့2022ခုနှစ်မှာမြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကိုပယ်ချပြီးအမှုကိုဆက်လက်တိစောက်နေတာဟာနောက်ွယ်မှာနိုင်ငံရေးရည်ရွယ်ချက်တွေရှိနေတာကတော့အရှင်းကြီးပါပဲ။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးနမင်သတင်းစုံကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းအချက်လက်တွေကိုအခုလိုတင်ဆက်ပေးလိုက်ပါတယ်ICJ အမှုမှာဂမ်ဘီယာဘက်ကတင်ပြထားတဲ့အချက်အလက်တွေဟာအဝေးရောက် report တွေကိုပဲကိုးကားထားတာမို့အနှစ်သာရမရှိလာပါဘူး။ဘင်္ဂလီတွေဟာနိုင်ငံသားလည်းမဟုတ်သလိုအကြမ်းဖက် ARSA အဖွဲ့ကရဲစခန်း30ကျော်ကိုဝင်တိုက်ပြီးဒေသခံတွေကိုတပ်ဖြတ်သွားကြည့်မှာဘယ်နိုင်ငံကမှငြင်းခံနေမှာမဟုတ်ပါဘူး။တမတော်ရဲ့နယ်မြေရှင်းလင်းရေးဟာအယက်သားအစိုးရရဲ့လမ်းညွှန်ချက်အတိုင်းစနစ်တကျလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုယ်တိုင်တွားရောက်ဖြေရှင်းခဲ့ပြီးသားကိစ္စကို ICJ ကနေမြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကိုပယ်ချပြီးအမှုပြန်တိစောက်တာဟာသူတို့ရဲ့နိုင်ငံရေးလိုလားချက်ကအရှင်းကြီးဖြစ်နေတာကိုတွေ့နိုင်ပါတယ်။ဒီအမှုရဲ့အပိသက်အမိဟာနောင်တက်လာမယ့်အစိုးရတစ်လက်ထက်မှာထွက်လာဖို့ရာဂိုင်နှုန်းများပါတယ်။ဒါဟာတက်လာမယ့်အစိုးရတစ်ကိုနိုင်ငံရေးအရကြိုးကွင်းဆွတ်ပြီးထောင်ချောက်ဆင်ဖို့အချိန်ကိုက်ဖန်တီးထားတာပါ။ ICJ ဆိုတာနိုင်ငံကိုတရားစွဲတာထက်လို့ဘယ်ခေါင်းဆောင်ဒါမှမဟုတ်ဘယ်ဖုံးကြီးမှတရားရင်ဆိုင်စရာမလိုဘူးဆိုတာကိုလည်းသတိပြုဖို့လိုပါတယ်။တကယ်လို့လူမျိုးတုံးထပ်ဖြတ်မှုရှိပါတယ်လို့ဆုံးဖြတ်ခဲ့ရင်တော့လွယ်ကြေးပေးဖို့ရခိုင်မှာထိုးစစ်ရပ်ဖို့နဲ့ဘင်္ဂလီတွေအတွက်ဥပဒေတွေပြင်ပေးဖို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေဖိအားပေးလာပါလိမ့်မယ်။ဒါဟာတိုင်းပြည်အပေါ်လူမျိုးတုံးတက်တဲ့နိုင်ငံဆိုတဲ့အမဲဇာပေးသည့်နိုင်ငံခြားယင်းနှိမ့်မြုံနှံမှုတွေမဝင်အောင်ပြည်ပရောက်နိုင်ငံသားတွေနှင်ခံရအောင်လုပ်မယ်နိုင်ငံရေးပု္ပ္ပစာတစ်ခုပါပဲဒါပေမဲ့ ICJ မှာလည်းစိန်ခေါ်မှုတွေရှိပါတယ်အစ္စရေးကိုလည်းလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဆွဲထားပြီးမဲ့နေတန်ယာဟုကတော့ ICJ အမိန့်ကိုလိုက်နာမဲ့ပုံမရှိပါဘူးအမေရိကန်ဆိုရင်လည်းဒေါ်နယ်ထရန့်လက်ထက်ကတရားစွဲတဲ့ရှေ့နေတွေကိုပြည်ဝင်ခွင့်ပိတ်ပြီးဆန်ရှင်တောင်လုပ်ခဲ့ပါသေးတယ်အဓိကကတော့နိုင်ငံတနိုင်ငံအနေနဲ့အင်အားတောင်းတင်ဖို့ကသာအဓိကပါပဲနီကုံချိုလျာရင်ဒီ ICJ ထောင်ချဟာတိုင်းပြည်ရဲ့အနာဂတ်အစိုးရတစ်လက်ထက်မှာကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။ဒါကြောင့်ဒီအမှုကိုနိုင်ငံရေးအရအthôngချခြင်းသူတွေရဲ့အစီအစဉ်တွေထက်မိမိတို့တိုင်းပြည်ရဲ့အချုပ်အာဏာကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဖိအားတွေကိုစီးလုံးစွာနဲ့ရင်ဆိုင်သွားဖို့ကသာအရေးကြီးဆုံးဖြစ်လာပါလိမ့်မယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မိုးနမင်သတင်းစုံကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုသတင်းနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေရေးခဲ့ကြဖို့နဲ့နောက်ထပ်သတင်းတူးသတင်းဥတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်နော်။ကျွန်တော်ကတော့ကြော်ထက်အောင်ပါ။